တင်းရဲ့ Facebook အကောင့်က like တွေ view တွေဘလောက်ပဲများနေပါစေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီပေါ့နော် location ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Facebook အကောင့်နဲ့ Facebook page ကကျွန်တော်တို့ဝင်ငွေရှာလို့မရဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီပေါ့နော်ဝင်ငွေရှာလို့ရတယ်ကျွန်တော်တို့နိုင်ငံတစ်ခုကိုကျွန်တော်တို့ဘယ်လိုမျိုး location ကိုကျွန်တော်ဘယ်လို share မလဲဆိုတာကိုကျွန်တော်ဒီ video မှာကျွန်တော်ပြောပြပေးပါမယ် okay အဲ့လိုမျိုးကျွန်တော်တို့ share နေတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပထမဆုံးဒီမှာပေါ့နော်ဒီကျွန်တော်တို့ဒီညာဘက်ပေါ်တောင်းကအစလေး30ပုံစံတွေကိုနှိပ်လိုက်နှိပ်ပြီးတော့မှကျွန်တော်တို့ setting and privacy ဆိုတဲ့ထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီ setting တွေကိုကျွန်တော်တို့ဝင်လိုက်ပါ okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော် Simo in account center ဆိုတာရှိရပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက် okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပေါ့နော် UR information and permission ဆိုတာရှိရပေါ့နော်ကျွန်တော်မြတ်ပြထားတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay အဲ့ဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ access UR information ဆိုတာလေးရှိရပေါ့နော် Facebook ပုံစံ logo လေးနဲ့အဲ့ဒီထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ okay ကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်မြတ်ပြထားတယ်ဒီမှာ Simo recent activity ဆိုတာရှိရပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှကြည့်လိုက်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ primary location နေရာရှောက်မကွေးဆိုပြီးတော့မှပြနေရပေါ့နော်ဒါကကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံရဲ့ location ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး location ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Facebook account နဲ့ Facebook page ကကျွန်တော်တို့ဘလောက်ပဲဒီ video မှာ view တွေ like တွေများနေပါသေးပေါ့နော်ကျွန်တော်တို့ရဲ့ဒီပေါ့နော် monetization program မပွင့်ဘူးပေါ့နော်မပွင့်မဲ့နဲ့ကျွန်တော်ရှောက်လို့လည်းမရဘူးမရဘဲနဲ့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမြန်မာနိုင်ငံအနေနဲ့ဖြစ်နေတဲ့အတွက်ကျွန်တော် issue တွေအများကြီးပဲဖြစ်နေမှာဖြစ်တယ်ပေါ့နော်okay အဲ့ဒီတော့ကျွန်တော်ကဒီမှာပေါ့နော်ဒီမကွေးဆိုတော့ဒီမှာပေါ့နော်ဒါကျွန်တော်ထင်မှာရောမကွေးလို့ပြနေပေါ့နော်တချို့ကရန်ကုန်လည်းဖြစ်ရင်ဖြစ်မယ်မန်းလေးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဘယ်လိုမျိုး shame လဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီညာဘက်sorry ဒီဘက်အပေါ်တော့ငါများလေးနဲ့အပြင်ကိုတစ်ချက်ပြန်ထွက်လိုက်ပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ UR Facebook activity ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါဒီမှာ UR information ဆိုတဲ့အောက်က UR Facebook activity ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက် okay ဒီထဲကိုရောက်သွားပြီဆိုလို့ကျွန်တော်တို့ဟိုအောက်ကိုကျွန်တော်တို့ဆက်သွားလိုက်ပါ okay ဒီမှာပေါ့နော်အောက်ကိုဆက်သွားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် voting ပေါ့နော်အဲ့ဒီမှာ voting ဆိုတာရှိရဲအဲ့ဒီ voting location ဆိုတဲ့ဟာရှိရပေါ့နော် voting location ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ location UR location ဆိုတာရှောက်ဆိုပြီးတော့ဖြစ်နေရပေါ့နော် CHAUK ရှောက်ဆိုပြီးတော့ဒီမှာပေါ့ဒါကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့ကျွန်တော်မျိုးတစ်မျိုးရောက်နေတာအဲ့ဒါကိုကျွန်တော်တို့ကဒီပေါ့နော်ဒီ Facebook ကနေတရားဝင်အသိမှတ်ပြုထားတယ်ကျွန်တော်တို့ဒီပေါ့နော် monetization တရားဝင်အသိမှတ်ပြုထားတဲ့နိုင်ငံကိုကျွန်တော်တို့ချိန်မယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီ UR location ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးလိုက်ပါ okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီရှိတ်မဲ့ကျွန်တော်တို့ရဲ့ဒီပေါ့နော်နိုင်ငံပေါ့နော်နိုင်ငံရဲ့မြို့ရဲ့ကိုကျွန်တော်တို့ရှာပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဒီထဲမှာကျွန်တော်တို့စင်ကာပူကျွန်တော်တို့စင်ကာပူကလည်းကျွန်တော်တို့ Facebook ကနေတရားဝင်အသိမှတ်ပြုထားတယ်ကျွန်တော်ထိုင်းတို့ပါလို့လည်းကျွန်တော်တို့အသိမှတ်ပြုထားတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာစင်ကာပူဆိုပြီးတော့ရှာမယ် NA ဆိုပြီးတော့မှကျွန်တော် MARI NA ဆိုပြီးတော့မှရိုက်ကြည့်လိုက် okay အဲ့လိုမျိုးကျွန်တော်ရိုက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်ဒီထဲမှာကျွန်တော်တို့လိုက်ရှာလိုက်ပေါ့နော်ဒီမှာစင်ကာပူမာရီနာဘေးဆိုပြီးတော့မှကျွန်တော်တို့ရှိလာပေါ့နော်okay ဒီအပေါ်မှာကျွန်တော်တို့ဒီမှာပေါ့နော်မာရီနာဘေးတော့ဒီမှာတော့မီလက်ကာပေါ့နော်အပေါ်မှာမီလက်ကာလို့ထွက်လာတော့မသိဘူးပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တွေ့ရပေါ့နော်အဲ့မှာမာရီနာဘေးဆိုတဲ့ဟာပေါ့နော်အပေါ်ဆုံးကကျွန်တော်တို့မာရီနာဘေးဆိုတာကိုကျွန်တော်ရွေးပေးလိုက်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာပေါ့နော် UR location ဆိုရဲအောက်မှာMarina Bay ပေါ့နော်စင်ကာပူဆိုတဲ့ဟာကျွန်တော်တို့ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ဒီပါပေါ့နော်ဒီမှာပုတ်တင်ပေးထားတာကျွန်တော်အောင်မြင်သွားပြီပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ location ကိုကျွန်တော်ရှင်းပြီပေါ့နော်အဲ့ဒီ location ကကျွန်တော်တို့ရှင်းပြောင်းမသွားပါဘူးအဲ့ဒါကကျွန်တော်တို့ဒီမှာပေါ့နော်တစ်ပတ်သို့မဟုတ်တော့ဒီအကြအများဆုံးကျွန်တော်တစ်လလောက်စောင့်ရတယ်ပေါ့နော်အဲ့လိုမျိုးစောင့်မှသာလေကျွန်တော်တို့ရဲ့ဒီမှာပေါ့နော် asset UR information ဆိုတဲ့နေရာကိုကျွန်တော်တို့ကခဏကျွန်တော်လာပြီးဝင်ကြည့်ပေးနေရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်မကွေးလျှောက်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီပေါ့နော်ဒီစင်ကာပူမာရီနာဘေးဆိုပြီးတော့မှပြောင်းသွားမှာကျွန်တော်တို့ရမှာပဲဖြစ်ပါတယ် okay နောက်ထပ်သတိထားမယ့်အချက်တွေရှိရပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကဒီစင်ကာပူမာရီနာဘေးပြောင်းသွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က VPN ပေါ့နော် VPN ကောင်းတာကိုကျွန်တော်ဝယ်ပြီးတော့မှသုံးဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီ expert VPN နဲ့ကျွန်တော်အဆင်ပြေတယ် expert VPN မှာလည်းစင်ကာပူမာရီနာဘေးဆိုတဲ့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာမျှပြထားတဲ့ location တွေရှိတယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဒီပေါ့နော်အဲ့ဒီနိုင်ငံကိုလည်းကျွန်တော်တို့ကြော်ပြီးတော့မှကျွန်တော်အမြဲတမ်းအသုံးပြုပေးရမှာဖြစ်ပါတယ်ဒီမှာလည်းမာရီနာဘေးကျွန်တော်တို့ရဲ့ဒီ Facebook location မှာလည်းကျွန်တော်မာရီနာဘေးဆိုပြီးတော့မှကျွန်တော်တုံးထားရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော် Facebook ရဲ့ location ကတစ်ပတ်လောက်နဲ့ကျွန်တော်တို့မြန်ဆန်ကျွန်တော်တို့ location ပြောင်းသွားမှာကိုကျွန်တော်တို့ပြောင်းသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ဘာကိုထပ်ပြီးတော့မှကျွန်တော်တို့လုပ်ပေးရင်ပို့ပြီးတော့အဆင်ပြေမယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ profile နဲ့ကိုကျွန်တော်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ CDD ဆိုတဲ့အောက်မှာကျွန်တော်တို့ဒီမှာokay ဒီမှာပေါ့နော်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီမှာ
LCD တို့ကျွန်တော်တို့ဒီအပေါ်မှာပေါ့နော် LCD တို့ဒီမှာ work တို့ဘာတို့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပေါ့နော်ဒီစင်ကာပူဆိုတဲ့ဒီနိုင်ငံ location ကိုကျွန်တော်ပြောင်းထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့မှအဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook ဘက်ကလည်းစစ်ဆေးတဲ့အချိန်မှာကျွန်တော်တို့ကနေထိုင်တာစင်ကာပူမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ location ကအမြန်ဆုံးကျွန်တော်တို့ပေါ့နော်ဥမာတစ်လကြာမယ့်ဟာတစ်ပတ်ပေါ့နော်တစ်ပတ်ကြာမယ့်ဟာကကျွန်တော်တို့ခဏလေးနဲ့ကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့ location ကပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးပြောင်းသွားမှာဒါလည်းကျွန်တော်တို့ရဲ့ဒီ Facebook ကနေပြီးတော့မှကျွန်တော်တို့ဒီမှာဝင်ငွေတွေရှာလို့ရမယ်ပေါ့နော်monetization တွေကိုကျွန်တော်တို့ဒီသက်ဆိုင်ရာဘဏ်အကောင့်အနေနဲ့ကျွန်တော်တို့ချိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ